ဆိုဗီယက်စစ်သားတွေဟာအဝေးကအိမ်တစ်လုံးကိုအကဲခတ်နေရင်အဲ့ဒီအိမ်ထဲမှာမိန်းကလေးငယ်တစ်ယောက်တည်းရှိနေတာကိုတွေ့သွားကြပါတယ်။ဒါကြောင့်သူတို့လည်းယုံကြည်မှုအပြည့်နဲ့အိမ်သားကိုချဉ်ကပ်သွားကြတယ်။မိန်းကလေးကစစ်သားတွေလာနေတာကိုမြင်တော့ချက်ချင်းပဲထွက်ပြေးပေမဲ့စစ်သားတွေကလည်းလက်မလွတ်တမ်းလိုက်လာကြပါတယ်။အိမ်ရှိရောက်တဲ့အခါမှာတော့စစ်သားတွေကသူတို့ကိုမကြောက်ဖို့သူတို့ပိုင်ရန်စာနေလို့စားစရာတစ်ခုခုပဲလိုချင်တာဖြစ်ကြောင်းပြောပြပါတယ်။စစ်သားတွေရဲ့မျက်ဝန်းထဲကတောင်းပန်တိုးရှိုးတဲ့အရေးအယောင်တွေကိုမြင်တော့မိန်းကလေးလည်းစိတ်ပျော့သွားပါတော့တယ်။စစ်သားတွေတပ်ပြင်းချရုံရှိတဲ့အဝေးကနေဂျာမန်စစ်တပ်သုံးဆိုင်ကယ်တစ်စီးမောင်းလာတာကိုမြင်လိုက်ရပြန်တယ်။ဆိုဗီယက်စစ်သားတွေလည်းချက်ချင်းပဲပုံလိုက်ကြရတာပေါ့။မိန်းကလေးကစားစရာတွေယူပြီးအပြင်ထွက်လာချိန်တကားကိုလည်းဖွင့်လိုက်ရောသူမရှိမှဂျာမန်စစ်သား2ယောက်ရက်နေတာကိုတွေ့လိုက်ရတယ်။မိန်းကလေးကကြောက်လန့်တကြားနဲ့အနောက်ကိုဆုတ်သွားပေမဲ့ဂျာမန်စစ်သားတွေကတော့အိမ်ထဲမှာတခြားသူရှိသေးလားဆိုတာသိချင်လို့အနာကိုတိုးလာကြပါတယ်။တယောက်ကသူမလက်ထဲကအစားအစာတွေကိုလူယူလိုက်ပြီးနောက်တစ်ယောက်ကတော့အိမ်ထဲဝင်ရှာပါတယ်။အိမ်ထဲမှာအိပ်ရာပေါ်လဲနေတဲ့အဖိုးကြီးတယောက်ကလွယ်လို့ဘယ်သူမှမရှိတာကိုတွေ့တော့သူ့ရဲဘော်ကိုပြန်ပြောပြပြီး2ယောက်သားအစားအစာတွေကိုအငမ်းမရစားကြပါတော့တယ်။ဒါနဲ့တောင်သူတို့ကအားမရသေးပဲစစ်သားတယောက်ကခြံထဲကကြက်တွေကိုဖမ်းဖို့လုပ်ပါတယ်။မိန်းကလေးကတားဖို့စူးစမ်းချိန်မှာအပြင်ကနေအကဲခတ်နေတဲ့ဆိုဗီယက်စစ်သားတွေကမိန်းကလေးအနေနဲ့ရှိတော့မယ်ဆိုတာသိလိုက်ကြတယ်။ဒါပေမဲ့အုပ်ထုတ်ဆောင်ထားတဲ့ဆိုဗီယက်စစ်သားကသူတို့မှာရိုင်ဖယ်တစ်လက်ပဲရှိတာကြောင့်ဒီကိစ္စတွေဝင်မပါချင်ပါဘူး။ဒါပေမဲ့သူ့ရဲဘော်ကတော့သဘောမတူပါဘူး။ဂျာမန်စစ်သားကမိန်းကလေးကိုတခုခုလုပ်တော့မဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့အုပ်ထုတ်တဲ့စစ်သားလည်းစိတ်ပြောင်းသွားပြီးသူ့ရဲဘော်ကိုအမြန်ခေါ်လိုက်ပါတယ်။သူ့ရဲ့အကူအညီနဲ့ရဲဘော်ဖြစ်သူကအိမ်ထဲကိုခိုးဝင်သွားပါတယ်။မိန်းကလေးကဂျာမန်စစ်သားလက်ကနေရုံထွက်ပြီးအခန်းထဲပြေးဝင်သွားပေမဲ့ဂျာမန်စစ်သားကတော့ရုံမာတဲ့အပြုံးနဲ့သူမနောက်ကိုထက်ချက်မကွာလိုက်လာပါတယ်။မိန်းကလေးမှာပြေးစရာမြေမရှိတော့တဲ့အချိန်မှာပဲအမောင်ထဲမှာပုံနေတဲ့ဆိုဗီယက်စစ်သားကရုတ်တရက်ပေါ်လာပြီးဂျာမန်စစ်သားကိုနှိမ်နင်းလိုက်ပါတော့တယ်။အပြင်မှာကျက်နှစ်ကောင်ကိုကင်ထားတဲ့ကျန်တဲ့ဂျာမန်စစ်သားကသူ့တငယ်ချင်းကိုလိုက်ရှာရင်းမိန်းကလေးအပြင်ကိုပြေးထွက်သွားတာကိုမြင်လိုက်ရတယ်။တခုခုမှားနေပြီဆိုတာသိလိုက်တဲ့သူကသူ့တငယ်ချင်းနာမည်ကိုအော်ခေါ်ပြီးအခန်းထဲကိုဖြည်းဖြည်းချင်းချဉ်ကပ်သွားပါတယ်။အခန်းထဲကလှုပ်ရှားတန်ကြတာနဲ့သူလည်းတနက်ကိုအသင့်ပြင်ပြီးသတိထားကြည့်နေတော့မှမိန်းကလေးကရုတ်တရက်ပြေးထွက်လာပြီးကောက်ရိုးထိုးခတ်ရင်းနဲ့သူ့ကိုထိုးပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာဆိုဗီယက်စစ်သားကသတိထားပြီးထွက်လာပါတယ်။မိန်းကလေးကတော့ကြောက်လန့်တကြားနဲ့ငိုနေပါတော့တယ်။ဆိုဗီယက်စစ်သားကဂျာမန်စစ်သားတွေရဲ့အလောင်းကိုအမြန်ပဲအပြင်ကိုတည်ထုတ်ပြီးဆိုင်ကယ်နောက်တွဲထဲတင်လိုက်ပါတော့တယ်